လူတိုင်းဟာဘာဖြစ်ချင်ကွက်ကိုမေးချင်လူတိုင်းဟာရှိဆင်းလာခြင်းနဲ့နံပါတ်1ဆင်းလာခြင်းနဲ့ပခြင်းနဲ့နံပါတ်2ချမ်းချမ်းသာသာအိပ်စက်ခြင်းနဲ့နံပါတ်3ကျိုးစီးပွားတွေအများကြီးဖြစ်ထွန်းခြင်းနံပါတ်4စီးစိမ်ဥစ္စာတွေကြွယ်ဝချမ်းသာခြင်းနဲ့နံပါတ်5အချမ်းအရံတွေပေါ်များစေခြင်းနဲ့နံပါတ်6မိတ်ဆွေတွေပေါ်များခြင်းနဲ့နံပါတ်9တည်တဲ့အခါမှာကောင်းတဲ့သူတွေရောက်ခြင်းနဲ့ဒါလူတွေရဲ့လူဆန္ဒပဲပေါ့အဲ့ဒီလူဆန္ဒတွေကိုဖြည့်ဆည်းပြတာဘယ်သူကဖြည့်ဆည်းလဲဆိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာမထိန်နိုင်မသိမ့်နိုင်လို့ဖြစ်လာတဲ့ဒေါသကဖြည့်ဆည်းပြနိုင်တယ်ဒါကြောင့်ဒေါသကိုတတိထားပြီးတော့ချိုးနေ